မင်္ဂလာပါချစ်တို့ရေကျမဒီနေ့မိတ်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးရှိပါတယ်ရှင်ဒါပါလဲဆိုတော့ကျမကဒီသိန်းညက်နဲ့မွေနဲ့ပေါ့နော်သိန်းညက်နဲ့မွေနဲ့ပုံလေးကိုဒီပပုတ်လေးကိုပေါ့နော်မိတ်ဆက်ပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကြတော့ကျမကဗီဒီယိုရိုက်တိုင်းပေါ့နော်ဒီသိန်းညက်ကပသွားတယ်ဒါကြောင့်မလို့ဒါလေးကိုအပြည့်စုံလေးရိုက်ပြခြင်းနဲ့ဆန်နာနဲ့ပေါ့နော်မိတ်ဆွေတို့ကိုဒါတင်ပေးလိုက်ခြင်းပဲဖြစ်ပါရဲ့ရှင်ဝါမိတ်ဆွေတို့တွေနော်လက်ရှိဒါကတော့ကျမတို့ဆေးမတုပ်ရသေးတဲ့အဖြူတဲ့ပုံစံလေးဖြစ်ပါတယ်ဒါကျမနော်ဆက်ထားတာမဟုတ်ဘူးနော်ဒါတုံးနဲ့ထွန်းထားတာနော်မိတ်ဆွေတို့တွေပေါ်လေးတုံးလို့ရှိရင်တော့ share နော်မိတ်ဆွေတို့တွေတခြားကြည့်မယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီမှာကျမကမွေကိုပေါ့နော်မြင်လားတိတ်ငက်ကြီးကတုတ်ချီမဲ့ပုံစံပေါ့နော်တုတ်ချီတဲ့ဟန်ပေါ့နော်စင်ထားတာပဲဖြစ်တယ်ဒါပါလဲဆိုတော့ကျမကတော့ငွေတွေအများကြီးတိမ့်ပိုက်နိုင်အောင်ဆိုတဲ့အထိပ္ပယ်နဲ့ပေါ့နော်ထွန်းထားတာပဲဖြစ်ပါတယ်ရှင့်ဒါကြောင့်မိတ်ဆွေတို့တွေဒီမှာပေါ့နော်ကိုယ့်ရဲ့တိုက်ခန်းမှာအလားထားခြင်းနဲ့ကိုယ့်ရဲ့ဟိုတယ်တွေမှာတဲဖိုခန်းတွေမှာထားပါတော့ဘယ်နေရာပဲနေပေါ့နော်ကြိုက်တဲ့နေရာမှာမိတ်ဆွေတို့တွေကအနုပညာကိုစိတ်ဝင်စားလို့ရှိရင်နော်ဒါမျိုးဒီလိုမျိုးပေါ့နော်ဘယ်လိုပြောရမလဲမြန်မာမှုပေါ့နော်မြန်မာမှုကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ဒီကကျမဆိုင်မှာရှိပါတယ်လက်ရှိနော်ထွင်းပြီးသားအရန်သစ်ရှိပါတယ်ရှင့်ဆေးရတော့မတုတ်ရသေးဘူးနော်ဒီနမ်းမှာကြွက်လေးတွေရောပါတယ်ကြွက်လေးတွေကဒီမှာ sorry ဒီမှာနော်ဒီမှာကြွက်လေးတွေပါတယ်ဒါကကြွက်လေးပေါ့နော်မိတ်ဆွေတို့တွေတခြားကြည့်ပါကြွက်ရဲ့တောင်ဖို့လေးတွေရဲ့ဒါလေးတွေကတော့တောင်ဖို့ပေါ့နော်ဒါလေးတွေကတော့တောင်ဖို့ပေါ့အဲ့မှာကြွက်လေးတွေ့လားကြွက်လေးတက်နေရပေါ့နော်ဒါကတော့အမှန်မွေဟောက်ကြည့်လိုက်မွေကြီးကတော့ကြည့်လိုက်နော် special သူပါလဲနော်အသားတော့6ပြီးသားပဲဖြစ်တယ်ပေါ့နော်ကျမဥပနေပြောလို့ရှိရင်ဒါကကျမကလေရွယ်ချက်အကြီးရှိတယ်ကျမတိုက်ကြီးစောက်ပြီးသွားပြီဆိုလို့ရှိရင်ကျမရဲ့ဧကန်းမှာထားမယ်ဆိုပြီးတော့ special ရွယ်ချက်နဲ့ကျမထွန်းထားတာပဲဖြစ်ပါတယ်လက်ရှိကတော့ကျမဆိုင်ဖွင့်တာလည်းဖြစ်တဲ့အတွက်မိတ်ဆွေတို့တွေပေါ့နော်ကိုကလိုအပ်တယ်ဆိုလို့ရှိရင်လက်ရှိကျမစီမှာရန်သစ်ရှိပါတယ်ရှင့်ဈေးနှုန်းလေးကတော့ကျမက25သိန်းခေါ်ထားပါတယ်ကဲလို့မှတိတိဆိုင်ဆိုလို့ရှိရင်တော့အဆင်ပြေအောင်ရောင်းပေးပါမယ်ရှင့်ဟုတ်ကဲ့ပါဒါကြောင့်မလို့ပေါ့နော်ဒီနေ့မင်္ဂလာရှိတဲ့မနက်ခင်းလေးမှာကျမမိတ်ဆက်ပေးခြင်းနဲ့အကြောင်းအရာလေးရတော့ဒီမြန်မာမှုလေးနဲ့ပေါ့နော်တိတ်ငက်လေးနှစ်ကောင်ပဲဖြစ်ပါရဲ့ရှင့်ဟုတ်ကဲ့ပါနော်ဒါကြောင့်မလို့မိတ်ဆွေတို့တွေအားလုံးဒီနေ့ပေါ့နော်ကိုယ့်ရဲ့တနေ့တာစိတ်ရှင်းတာရှင်ကိုကြီးကျမချင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့နှုတ်ဆက်ပါတယ်ရှင့်မင်္ဂလာရှိတော်မနက်ခင်းလေးပါ